ဒီပွဲလေးရဆိုရင်မြင့်မြတ်တို့ဒွေးတို့နဲ့တွေ့ကြရတဲ့ပွဲဒါတင်မဲလားဆိုတော့မဟုတ်ဘူးဆိုလိုကင်းတို့ဝေါချောင်တို့ကပါတယ်ဗျာစားထားခြင်းမှာပဲတစ်ဖက်အနီမီတင်းကတာတယ်လုံနေတဲ့အချိန်မှာကိုတွေကဘလို့တွေကူညီသွားလဲဆိုတော့ AC လေးပဲဂူရှင်ကိုတာတယ်ရအောင်လို့ကိုတွေကကူညီပေးလိုက်တယ်ပြီးတော့အဲ့နားမှာရှိတဲ့စီဗာနာနဲ့ကျွန်တော်တို့ Alpha ကိုအသားရလေးပဲကေးပေးလိုက်တယ်ပါဆယ်အနေနဲ့တစ်ဖက်အနီမီတင်းကမိကိုကျွန်တော်တို့ရဲ့ဂူရှင်ကအသားရလေးပဲကေးသွားလိုက်တယ်ဒီမှာဆိုလေတစ်ဖက်အနီမီတင်းရဲ့စီဗာနာကငါ့ကိုမြန်မာလိုကြီးအဲ့ဒီလာပေးတာဒါပေမဲ့မရဘူးဗန်နီဆိုတဲ့ဟီးရိုးကအင်မျိုးလိုကောင်းတဲ့ဟီးရိုးတစ်ကောင်ဖြစ်တယ်ဒါကြောင့်မလို့ကိုတွေကအသားရလေးပဲကေးပြီးတော့နှစ်ကောင်လုံးကိုတုတ်ပေးလိုက်တယ်ဒီဘက်ထဲမှာဆိုရင်လည်းကြည့်ကိုတွေဘယ်လောက်ထိလောက်ကွက်ပြလဲဆိုတာကိုတွေတင်းရသူတွေကမလာတော့ဒမ်းမေကလွန်တော့မပေးနိုင်မင်းနဲ့ငါပဲရှော့သွားခဲ့တယ်တပတ်အနီမီတင်းကစီဗာနာကိုတွေကိုဘယ်လောက်ထိချစ်လဲဆိုတော့တွေးရဲ့နေရာတိုင်းမှာအာတီခေါ်အုပ်တယ်ဒါတင်မလားဆိုမဟုတ်ဘူး Alpha ပါကွာအာတီတွေပေးပြီးလိုက်ချလာတာကိုတွေကလည်းပြေးရတာပေါ့ပြီးကြမှာသူတို့ပြန်ပတ်သွားမှာသူတို့မှာစပဲမရှိတော့မှာကိုတွေကအသားရလေးဝင်ပြီးတော့ကေလီအေးစီကောက်လိုက်ရုံပဲကွာဒါဒီမှာဆိုရင်လေကိုကသွေးမရှိတော့လို့ပြန်ပြီးပတ်လိုက်တာဒါပေမဲ့ကိုရီးယားနိုဗာရီယာကအသားရလေးပဲကေးပြလိုက်တဲ့ Alpha ကိုဒီပွဲမှာဆိုရင်တော့ကိုတွေကဘလောက်ပဲကောင်းပြီးကွာသိတယ်မလားသူမဘေးကကောင်းလို့ပဲမရှင်နိုင်ခဲ့ပဲနဲ့ဒီပွဲတော့ရှုံးသွားခဲ့တယ်